brother ကခု trading နဲ့ကိုခုမှစဝင်ပြီးတော့ဗောနော်ကိုနဲ့တင့်တော်တဲ့ trade system ကိုဘယ်လိုရှားမလဲကိုနဲ့တင့်တော်တဲ့ trade system ကိုသင်ပေးမဲ့သင်တန်းတွေကိုဘယ်လိုရှားမလဲအဲ့ဒါတွေကိုတွေးပြီးတော့စိတ်ပူနေတယ်ဆိုရင်တော့ဒီဗီဒီယိုက brother တွေပဲဖြစ်ပါတယ် Okay ဒီဗီဒီယိုမှာကျွန်တော် trade system ကိုဘယ်လိုမျိုးရှားမလဲဆိုတာကိုဆင့်ပြောပြပေးထားတာမလို့အဆုံးထိကြည့်ပေးဖို့တော့လိုအပ်ပါတယ်ခင်ဗျကျွန်တော်သိပါတယ်အများစုကပထမကြောက်ကြတာဂျင်းတင်တဲ့အနေနဲ့မိမှဆိုတာပဲဟုတ်ပါတယ်ကျွန်တော်တို့ကလည်းကြောက်ခဲ့တာပေါ့ပြီးတော့ကျွန်တော်ကိုယ်တိုင်လည်းဂျင်းတင်တဲ့အနေနဲ့ပြီးခဲ့ပါသေးတယ်ဒီတော့သူတို့တွေဘယ်လိုမျိုးဂျင်းလဲဆိုတာကိုအရင်စပြောရအောင်ကျွန်တော်ကိုသင်တန်းဆရာတယောက်လိုအမြင်ကြည့်လိုက်ဒီချိန်မှာကျွန်တော်က profitable ဖြစ်ဖို့ကြိုးစားနေပြီး trading နဲ့ကိုတက်တန်းအတော်သင်ရှိနေပြီဖြစ်တဲ့လူတစ်ယောက်ပေါ့Okay ဒါပေမဲ့ဒီနေ့မှာကျွန်တော်ဟာ psychological မှာတစ်ခုကြောင့် balance တွေအကုန်ရှုံးသွားတယ်ပေါ့ဒီတော့ကျွန်တော်ဘာလုပ်မလဲကျွန်တော်မှာ trading နဲ့ပတ်သက်တဲ့ skill နဲ့တန်တင်ရှိတယ်ပြီးတော့ trade ဖို့ balance လည်းလိုနေတယ်ဒီတော့ကျွန်တော်မြတ်ခဲ့တော့က history တွေကိုပေါ့နော် screenshot ရိုက်ပြီးတော့သင်တန်းချင်းနဲ့ရှာဖို့ထပ်ကြိုးစားမိမှာပဲတချို့ကမြတ်နေရင် community တစ်ခုလောက်ထားခြင်းလို့သင်တန်းဖွင့်တဲ့ဆရာတွေလည်းရှိကြပါတယ်အဲ့လိုမျိုးဆရာတွေစီမှာတက်တင်လာဆိုတော့ကျွန်တော်ကတော့ no ပါအားမပေးချင်ပါဘူးသူတို့ကိုယ်တိုင်တောင်ရက်ကန်ဖြစ်နေတာဗရာသာသွားတက်ရင်လေဆရာလို့သူက trading ရဲ့အတွင်းပိုင်းကိုအတွင်းချနည်းမသိသေးတာမလို့သူကိုယ်တိုင်လက်ဆက်ပြီးရှုံးနေပါပဲသူက system ကိုပဲသင်ပေးနိုင်ပြီးတော့တကယ်အတွင်းပိုင်းချတဲ့သဘောတရားကိုပြောမပြနိုင်သေးပါဘူး Okay နော်ဒါပေမဲ့ဒါမိတ်ဆွေအနေနဲ့သင်တန်းသွားအဲ့လို့ရှင်အဲ့လောက်ထိမိတ်ဆွေတွေးမိတယ်မှာမဟုတ်သေးဘူးဘာဖြစ်လို့လဲဆိုတော့ကျွန်တော်အပိုင်း1မှာပြောခဲ့သလိုမျိုးပဲဒီမိတ်ဆွေရဲ့လောဘကိုသုံးချပြီးတော့ marketing ဆင်းဖို့စူးစမ်းနေခဲ့တဲ့ post တွေကြောင့်မိတ်ဆွေကတက်ဖို့အတွက်အင်အားပြည့်နေမှာပါ Okay ဒီတော့မိတ်ဆွေကကိုမစဝင်တဲ့ beginner တယောက်အနေနဲ့ဆိုရင်တော်ကြီးတဲ့ကိုစမ်းပြီးဝင်ရမှာမလို့အစွဲကောင်းတဲ့ဆီယနာကိုပေါင်းသွားမိမှာပဲဒီတော့ဒါမျိုးတွေအပြင်တခြားပြဿနာတွေကိုဘယ်လိုမျိုးကာကွယ်မလဲဆိုတော့ကိုတက်ဖို့အထက်ခါစဉ်းစားနေတဲ့ဒီသင်တန်းဆရာရဲ့ history နဲ့သူ့ရဲ့ performance ကိုအမနာတန်တောင်းကြည့်ဖို့ပါပဲများသောအားဖြင့်ကမပေးနိုင်ကြဘူးဘာဖြစ်လို့လဲဆိုတော့တကယ်မမြတ်ဘဲနဲ့ကျွန်တော်ရှေ့ကပြောခဲ့သလိုသူအကောင့်ပြုတ်သွားလို့ brother တို့ကိုသင်တန်းပြန်ဖွင့်နေတဲ့လူတွေများနေလို့ပါပဲOkay ဒီလောကကြီးထဲမှာအရန်ကိုများပါတယ်လူတွေအရန်ပေါ်ပါတယ် scammer အရန်ပေါ်ပါတယ် payoff history တွေ equity chart တွေကိုအမနာတန်တောင်းကြည့်ပါမပြနိုင်ရင်မတက်ပါနဲ့ဒါဆိုရင်ဆရာရွေးတက်သွားပြီပေါ့နော်ဒီတော့နံပါတ်2ချက်အနေနဲ့ပိုရေးကြီးတာ system ရွေးတာဗျမိတ်ဆွေကဘယ် system ကိုစပြီးကျင့်ရင်ကောင်းမလဲလို့ရွေးနေတဲ့ကာလဆိုရင်တော့ပထမဦးဆုံးကို treatment system ရဲ့ကေးစုံ set up တွေကဘယ် session မှာအများဆုံးအဖြစ်များလဲဆိုတာကိုရှင်းလေ့လာရမယ် Okay ဒီနေရာမှာထပ်ပြောရရှိတာကမိတ်ဆွေက trading ကို full time လား part time လားဆိုတာပဲအစကတည်းက full time trader အဖြစ်ဝင်လာရင်တော့ system ကေးစုံရွေးတာကိစ္စမရှိဘူးဗျဘယ် session မှာမဆို easy set ရှာလို့ရတယ် right ကျွန်တော်တို့ဒီရှာနေတဲ့ ကေးစုံတွေကဒီသက်ဆိုင်တဲ့ session နေမှာဖြစ်များတယ် session ၄ခုရှိတယ် Sydney session ရှိမယ် Tokyo session ရှိမယ် London session ရှိမယ် New York session ရှိမယ် Asian session တွေဖြစ်တဲ့ Tokyo session နဲ့ Sydney session ကဟောတော့မြန်မာအချိန်နဲ့ကြည့်ရင်ပို့ပြီးတော့နေဆက်တယ်သူနေခင်းပိုင်းတွေမှာဖွင့်တယ်နေခင်းပိုင်းမှန်းချေ maybe ၄နိုင်ခွဲလောက်မှာစဖွင့်တယ် Sydney session ကပြီးရင်ပိတ်တဲ့ချိန်ကတနိုင်ခွဲမဲ့နေ့လည်ကတနိုင်ခွဲမှာပိတ်တယ် Tokyo session ကရောက်တော့မနေ့က6:30မှာစဖွင့်တယ်ပြီးရင်3:30မှာပိတ်တယ်ဥပမာအဖြစ် Tokyo session ဖွင့်တဲ့မနေ့က6:00ခွဲဆိုတာမြန်မာအချိန်ပေါ့နော်ဒါပေမဲ့အဲ့ဒါဂျပန်အချိန်ကဂျပန်အချိန်9:00မှာဂျပန်ဘန် Tokyo ဘန်စဖွင့်တယ်ဆိုတော့အဲ့ဒါ Tokyo session လို့ခေါ်တာ Tokyo session တို့ Sydney session တို့ London session တို့ New York session တို့ပြောတယ်ဆိုတာကအဲ့ဒီအချိန်တွေမှာ great data တွေများထွက်တယ်ဘောလုံးအရန်မြင့်တော့ကေးစုံဗျာ set တဲ့အရန်များတယ် win chance lose chance မြန်တွေ့တယ်ဗျာအားကြောင့်ကျွန်တော် session ရွေးရတာပြီးရင်ဗျာဒီ brother trade မဲ့ system နဲ့ကိုက်ညီတဲ့ session မှာ brother trade လို့ရှိရင် set ကများတွေ့တယ်ပေါ့ Okay ဒီတော့ session ကိုအရင်ရွေးရမယ်ဘာဖြစ်လို့ session ကိုရွေးရလဲဆိုတော့ brother အနေနဲ့ဗျာ part time လုပ်မယ်ဆိုရင်ဒီ session ချိန်ကဗျာ brother အားတဲ့ချိန်နဲ့ကိုက်ညီနေဖို့လိုတယ်တူနေဖို့လိုတယ်အားကြောင့်ကျွန်တော် session ကိုအရင်ရွေးရတာ Okay session ကိုရွေးပြီးလို့ရှိရင်ကိုက aggressive တိုက်လား safe တိုက်လားကိုဆိုတာကိုပြန်ကြည့်မယ်ကိုယ့်ကိုအရင်ပြန်ကြည့်တာပေါ့ကိုက emotion အရင်ဖြစ်တယ်ဆိုရင်တော့မြန် lose မြန်ဝင်းသွားခြင်းလားဒါဖြည်းဖြည်းဝင်းသွားခြင်းလားကျွန်တော်အမြဲတမ်းမြတ်တဲ့ holy grace system ကတော့မရှိဘူးခင်ဗျစရှာတဲ့အခါမှာတော့အရှုံးပေါ့နော် win rate ကိုကြည့်ရတာပေါ့ win rate ဆိုတာကဘယ်လောက် win rate ရှိလဲ 50% ရှိတာ 50% ရှိတာ win rate ကိုကြည့်ရတာ Okay 50% ရှိတယ်ဆိုတာကနှစ်ခုထွက်လို့ရှိရင်တစ်ခုရှုံးတယ်တစ်ခုမြတ်တယ်အဲ့တော့ 50% win rate လို့ခေါ်တယ် Okay ဒီတော့ကျွန်တော်တို့ system ကိုထပ်ကြည့်ရ system ရဲ့ win rate ကိုမူတည်ပြီးတော့ဒီ session လိုက်ကျွန်တော်တို့နဲ့အားတဲ့ချိန်ကိုပြန်ပြီးတော့ရွှေ့တယ်ပေါ့နော်
ဒါကတော့ system ရွေးတဲ့အပိုင်းပေါ့ okay ဒီတော့သင်တန်းရွေးနည်းလည်းသိပြီ system ရွေးနည်းလည်းသိပြီနောက်ဆုံးချက်အနေနဲ့ပေါ့နော်ဒီချက်ကနောက်ဆုံးချက်လို့ပြောရမယ်ဆိုတာထက်ဟို level တစ်ခုရောက်လာတဲ့အခါမှာကိုကသင်တန်းဆရာတွေစီမှာဆက်မတင်တော့ဘဲနဲ့ကိုယ့်အကို trade system တိစောက်ပါလားဆိုတာပဲ okay ဒါကိုကျွန်တော်ဗီဒီယိုတစ်ခုနဲ့တက်တင်ပြပေးမယ်အချိန်မှာကျွန်တော်ဆရာရွေးနည်းကိုပြောခဲ့တယ်ဆိုတာ beginner တယောက်အနေနဲ့ဗျာ training ကိုအတွင်းကြမသိသေးဘဲနဲ့ကိုယ်တိုင် trade system တစ်ခုကိုတိစောက်တဲ့အခါမှာ risk အများများလို့ပဲ trading ရဲ့သဘောတရားတော့ကောင်းကောင်းမသိသေးဘဲနဲ့ session အချိန်ရွေးတာတို့ counter identity create တဲ့အခါမှာအပိုအလိုတွေပေါ့နော်များလုံးတာကြောင့်ပဲဒီတော့ကျွန်တော်အနေနဲ့အကြံပေးရမယ်ဆိုရင်တော့အပိုကပြောခဲ့တဲ့ဒီကိုယ်စိတ်ထဲမှာရှိနေတဲ့ဆရာတယောက်ကိုပေါ့နော် peer history တွေအကုန်မေး certify ဖြစ်နိုင်မှာဒါအဲ့ဆရာဒီကိုတွတ်တယ်တက်ပြီးလို့ရှိရင်အဲ့ဆရာသင်တဲ့ system ကိုလည်းအရင်မေးပေါ့မေးပြီးရင်ကျွန်တော်ရှေ့မှာပြောခဲ့တဲ့ session တိုင်းနေ higher time frame လား lower time frame လား1 minute မှာထွက်ချင်လား15 minute မှာထွက်ချင်လားအဲ့လို system ကိုအရင်ကြည့်ပြီးမှသွားတာပိုကောင်းတယ် okay ဆိုတော့ဒီဗီဒီယိုကလောက်ပါပဲ okay ကျွန်တော်နောက်ဗီဒီယိုမှာပို့ပြီးတော့ psychology ကများများပါတဲ့ဗီဒီယိုတွေနဲ့ထပ်လာမယ်ကျေးဇူးများတင်ပါတယ်